လောက်ပန်းဝမ်းဆက်လေးတွေဒီဇိုင်းလေးမျိုးပစ္စည်းအသစ်ဝင်ထားပါတယ်ရှစ်တစ်ခေါက်ရောက်တဲ့ဒီဇိုင်း၃မျိုးကတော့အကုန်ကုန်သွားပြီပေါ့နော်ခုတစ်ခေါက်ထပ်ပြီးတော့ဒီဇိုင်းနဲ့အသစ်တွေထပ်ရောက်ထားပါရဲ့ရှင်ပထမအဆင့်လေးကကြာလေသူကပထောက်ပန်းအခက်ကိုမှဒူးနာလေးလဲပါမယ်အပေါ်ကအခက်လေးပေါ့နော်သူကကာလာလိုင်းဆက်အောင်ထွက်ထားပါတယ်အင်ဒိုပရစ်အသားလေးပါနော်သူကလေကာလာလိုင်းကနုနုဖက်ဖက်လေးအရန်ကိုမှလှပါရဲ့ရှင်နောက်ထပ်ဒီဇိုင်းတစ်ခုလည်းမင်းတို့ထပ်ပြီးတော့ပြပေးမယ်နော်ဒါလေးကလေဒီဒီဇိုင်းလေးကကြတော့ဒုတိယအဆင့်လေးသူကလက်ကော့အဆင့်လေးကိုမှဘလောက်ပန်းလေးနဲ့ဒီနှစ်ခုတွဲထားတဲ့ပုံစံမျိုးလေးပေါ့နော်တတိယအဆင့်လေးကကြတော့ဘလောက်ခက်ကိုမှနောက်ထပ်ဒီဇိုင်းတစ်မျိုးလေးပေါ့နော်သူကလေဘလောက်အခက်လေးကိုမှရေဖြန်းထားတဲ့ပုံစံမျိုးလေးလည်းပါတယ်သူကလေကာလာလိုင်းဆက်အောင်ထွက်ထားရဲ့နော်ကာလာတစ်ခုချင်းစီလေးကတစ်မျိုးလေးချင်းစီအရန်လှပါတယ်ဘလောက်ခက်လေးတွေကတစ်မျိုးစီလှတာမို့စိတ်တိုင်းကြလာရောက်ရွေးချယ်ဝယ်လို့ရပါတယ်ရှင့်နောက်ထပ်တစ်ဆင့်လေးကိုလည်းမထပ်ပြီးပြပေးမယ်နော်နောက်ထပ်တစ်ဆင့်လေးကကြတော့လေဘလောက်ပန်းဟိုမှာအခက်လေးရောအပွင့်အကျွေးလေးရောတော်တော်များများဆန်ဆန်လေးပေါ့နော်သူကလည်းကာလာလိုင်းဆက်အောင်ထွက်ထားပါတယ်ဒီဇိုင်းလေးမျိုးလုံးကအင်ဒိုပရင့်အသားပေါ်မှာတစ်ဆင့်ကိုကာလာလိုင်းဆက်အောင်ရှိရပေါ့နော်ဆိုင်မာလေးပစ္စည်းရောက်ထားပါလေလက်လီလက်ကလာရောက်အားပေးလို့ရပါပြီလက်ကားစီးလေးတွေတီးတန်းရှိပါမယ်ရှင်အောက်ဆီဒနာစီနှလန်းထိတ်မကွင်းမျိုးကပါနော်